မျိုးတွေအလုံးမင်္ဂလာပါကျွန်တော်ကတော့ 5 star လေယာဉ်မှုပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မျိုးတွေကိုဒီတစ်ပတ်မှာအကောင်းဆုံး3ရက်အတွင်းမွေးကနန်း2ကြိမ်အောင်ကြားတယ်နော်နောက်ပြီးတော့ဒီနေ့မှာထပ်ပြီးမူနဲ့ဆိုင်တဲ့ကောကပြောခဲ့တယ်တနင်္လာနေ့မှာစုံမူတွေကြောင့်အောက်မှာမမတေချာပေါက်ကြမယ်လို့เนาะကျွန်တော်တို့ဒီမှာဒါမမတွေเนาะနှစ်ကြိမ်တိုင်းကြားခဲ့ပါတယ်ခင်ဗျာရတဲ့အမျိုးတွေရှိသလားနည်းနည်းလေးပြောကြပါဦးခင်ဗျာဒါပြီးရင်ဒီ3ရက်အတွင်းကြားမဲ့မူဆိုင်တဲ့ကွာအခွေတစ်ခုကိုပေးမယ်เนาะဒါကတော့မူနဲ့ဆိုင်တဲ့ကွာဖြစ်တယ်ကြားတာမကြားတာကတော့ကျွန်တော်တို့အမျိုးတို့ရဲ့ကံပေါ့ဗျာနော်အဲ့ကြတော့အခုကျွန်တော်တို့ဒီတစ်ပတ်အတွက်ပေးထားခဲ့တာလေးတွေအစဉ်ပြေကြလားဆိုတာပထမဥစွာမေးခြင်းပါတယ်ခင်ဗျာကြံရက်မှာမမအခွေတေချာပေါက်လာမယ်လို့တေချာပေါက်ကိုပြီးခဲ့တာနော်ဒီမှာတင်ငါ35ဆိုပြီးဒါတွေကတော့5 star အမြင်ပြောတဲ့ဟာတိုင်းနော်ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုရင်ယုံတဲ့အမျိုးတွေကြည်မှာပေါ့ဒါပဲရှိတယ်ယုံတဲ့အမျိုးတွေကြည်မယ်နော်ငါးလုံးဆိုပြီးတော့မပြောနဲ့နော်မနဲ့ညထွက်တာငါးလုံးဆိုပြီးတော့မပြောနဲ့ဟုတ်လားမနဲ့ညထွက်တာမူရီစိုက်တွေနဲ့တော့ရှင်းပြခဲ့တာမနေ့ကလိုက်မှာတနင်္လာနေ့မှာစုံမူဆိုပြီးတော့နော်အဲ့ဒီတည်းကမှဒီကြံရက်မှာမွေးကနန်း၄ခွက်ရှိပါတယ်ကြံရက်ကမွေးကနန်း၄ခွက်ကတော့အခုတရက်ပြီးသွားတော့ကြံ3ရက်ရဲ့မွေးကနန်း၄ခွက်ရှိတယ်ကြာရင်လာယူလို့ရတယ်ဟုတ်လား39ခု9လေး2ခု3ရှင်ကားတွေမှာငွေလွဲ access ပူတာနဲ့ရပါပြီเนาะဒါယုံကြည်တဲ့အမျိုးတွေအတွက်เนาะကြံရက်မှာအလုံးတူဗရိတ်တူမူကြောင်ရောစုံကြတဲ့မူကြောင်ရောရှင်းတဲ့ရဲ့မူကြောင်ရောကြားမဲ့မွေးလေးခွက်ကတော့ဒါကျွန်တော်တို့ထုတ်ရောင်းထားတာပဲဖြစ်တယ်เนาะအားလုံးမင်္ဂလာပါအဲ့ကြတော့ကျွန်တော်အမျိုးတွေအတွက်တာဝန်နေကြေခဲ့ပြီเนาะတာဝန်နေကြေခဲ့ပြီဟုတ်ပြီလားသူပြီးတော့ညာလဲဘာမှမပါတဲ့အမျိုးတွေကအများကြီးပါနော်ကဲအဲ့ကြတော့ YouTube လေးကို subscriber လေးတွေနှိပ်ထားပေးပါကြည်သောအမျိုးတွေတိုင်းเนาะဒါလေးကိုကူညီပေးပါဒီလိုမျိုးအမျိုးတွေအတွက် like လွှင့်လို့ရအောင်ပါเนาะကျွန်တော်တို့ဘာလို့လဲဆိုရင်ဒီမှာအခုဗီဒီယိုဖြစ်နေဒါအမျိုးတွေကိုတီးအောင်တင်ဆက်ပေးနေရတာဖြစ်တယ်အဲ့ကြတော့အခုကြံရဲ့အတွက်เนาะဒီမှာကြံရဲ့အတွက်ဟလားကျွန်တော်တို့ဘာထပ်ပေးမလဲဆိုရင်တနင်္လာနဲ့အင်္ဂါမနေ့အထက်အောက်ပါဝါမူအထက်အောက်ပါဝါမူကြောင့်လာမဲ့အခွေเนาะကျွန်တော်တို့ဒီမှာတနင်္လာနေ့အင်္ဂါမှာအထက်အောက်ပါဝါမူကြောင့်လာမဲ့အခွေကတော့မမတွေထက်လာနိုင်သေးတယ်เนาะကျွန်တော်ထပ်ပြောခဲ့ပြီးပြီမမတွေထက်လာနိုင်သေးတယ်ခွန်မိုင်းနေလာအောင်မယ်တုံညပိုင်းနေလာအောင်မယ်လှုပ်ထားပါအဲ့ဒီနေရာမှာအဓိကကတော့ခွန်ဒီငါထွက်ပြီးရင်ခွန်လုံးပိုင်လိုက်တယ်3953ထွက်ပြီးရင်ခွန်လုံးပိုင်နေလိုက်တယ်ယုံရင်တော့လှုပ်ဖို့ဗျာနော်ယုံရင်တော့လှုပ်ဖို့ဒါပဲရှိပါတယ်5 star တို့ကတော့မူရီ site တွေနဲ့တော့ပြောတာဖြစ်တယ်အဲ့ကြတော့ဒီမှာကြည့်အောင်ဒီလိုအထက်အောက်တနင်္လာမှာနဲ့အင်္ဂါမှာမနေ့ပိုင်းတနင်္လာနဲ့အင်္ဂါမှာအထက်အောက်ပါဝါလို့ဖြစ်လာခဲ့ရင်ဒီအောက်မှာကြားတဲ့အခွေသည်
နက်ခတ်နဲ့သွားတာဖြစ်တယ်သူကပါဝါလို့ကြထားတဲ့အတွက်ရှစ်နက်ခတ်1 3နက်ခတ်5 1835အခွေကြတတ်ပါတယ်အဲ့ကြတော့1835အခွေဆိုတော့ကျွန်တော်ကတော့18နဲ့35ကိုမိန်တင်ခိုင်းခြင်းနဲ့တင်ထိုးခိုင်းခြင်းနဲ့ဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီမှာတက်ကွင်းမူဖြစ်နေတယ်เนาะတက်ကွင်းမူတွေဖြစ်နေရင်ချက်ချင်းနဲ့2ရက်အတွင်းနက်ခတ်တွေအဘူးတွေလိုက်တတ်တယ်ဆိုတော့ကျွန်တော်ကတော့တိရှိကိုတင်ခိုင်းခြင်းနဲ့ပါတယ်ခင်ဗျာပြန်ကြတွေထားခဲ့လို့မရအောင်เนาะ93နေ91တွေဒါတော့ဂယူးဆိုင်ပါဟုတ်လားတိုက်ဆိုင်စစ်စစ်ကြီးအောင်ဒီမှာနီနီကက်ကတနင်္လာနေ့အင်္ဂါအထက်အောက်ပါဝါဖြစ်တယ်6နက်ခတ်9 694နှစ်အခွေ694နှစ်အခွေဒီမှာ9699ဆိုပြီးနှစ်ကြိမ်နိုင်ကြားတတ်တယ်ကြားခဲ့တယ်နော်ကျိုင်းနေတဲ့မှာလောက်ပါခင်ဗျာကျွန်တော်တို့ဒီမူရီ site တွေကိုကြည့်ပြီးတော့ပေးတာဖြစ်တဲ့အတွက်ကြားသည်မကြားသည်ရတော့ကျွန်တော်အမျိုးတို့ကျွန်တော်တို့ရဲ့ကံဖြစ်ပါတယ်နော်တနင်္လာနေ့အင်္ဂါထဲရောက်ပါဝါဖြစ်တဲ့နှစ်လေးခွန်တုံညအခွေဒီမှာတုံညခွန်တုံညလေးခွန်နှစ်ဆိုပြီးတော့3ချိန်တော့ချက်ချင်းကြတာနော်ချက်ချင်းကြတာဒီမှာအထက်အောက်ပါဝါဖြစ်တဲ့3နက်ခတ်5 3581အခွေဒီမှာ18ဆိုပြီးကြတယ်ဒီမှာ51ဆိုပြီးကြတယ်ချက်ချင်းပဲနော်ဟုတ်လားကျိုင်းနေတဲ့ရင်လို့ယုံရင်လို့ကျွန်တော်တို့ဒီမူဆိုင်ဒီနှစ်တာကာလအတွင်းမှာဘယ်လိုတွေရှိခဲ့လဲဆိုရင်နပလာသူကဒီမှာပရက်တွေရှိတဲ့အတွက်ဒီနောက်ပတ်ဒီပထမဦးဆုံးမှာလာကြတယ်နောက်တစ်ပတ်ကတော့အပတ်ကျော်ပြီးတော့ဒီနောက်တစ်ပတ်မှာလာကြတာဖြစ်တဲ့အတွက်ယုံမလို့ပါအဲ့ဒီလိုကနေလာတာအခုနောက်ပိုင်းမှာကျွန်တော်တို့ချက်ချင်းနဲ့လက်ငင်းကြပါတယ်အဲ့ကြတော့အထက်အောက်ပါဝါဖြစ်လို့1835အခွေနော်အဘူပါအခွေ18တင်မယ်ဘာလို့လဲကျွန်တော်ပြောပြီးပြီအလေတက်ကွင်းမူတွေဖြစ်လာလို့ထပ်ပြောမယ်ခင်ဗျအလေတက်ကွင်းမူတွေဖြစ်လာလို့နှစ်ရက်အတွင်းနဲ့ချက်ချင်းနက်ခတ်တွေအဘူးတွေထွက်တတ်ပါတယ်အနောက်ရှက်တွေကတော့များတယ်ဗျဒီဈေးရောက်တာတွေကဒီလော်ကြီးတွေဖွင့်ပြီးတော့မပြီးမပြတ်ရောင်းတာတွေအင်မတန်မှမြန်မာနိုင်ငံကတော့တော်တော်ပျက်စီးနေပါပြီအဲ့ဒီကြတော့ကျွန်တော်လေသက်ကွင်းမူကြောင့်ချက်ချင်းနဲ့နှစ်ရက်အတွင်းနက်ခတ်တွေအဘူးတွေကြားတတ်တယ်အဲ့ဒီမှာကျွန်တော်က18ကိုတင်ခွင့်အဖြစ်ပေးတာအပြင်အမျိုးတွေ1835အခွေမှာဒီ35တွေ51တွေလဲခြံခဲလို့မရဘူးဘာလို့လဲဒီသက်ကွင်းမူကြောင့်သူကဒီဘေးလေးလုံးအခွေရလဲကြားတတ်တယ်ဆိုတော့ဒီမှာ831အခွေဖြစ်နေတယ်နော်အဲ့ဒီမှာ831အခွေဖြစ်နေတော့838131ဟလားဒီ9တလုံးပဲမပါတာအဲ့ကြောင့်မို့လို့ကျွန်တော်က18တင်းလို့ပြောခဲ့တာတဘောကြတယ်နော်အဲ့ကြတော့ကြိုက်မှလို့ပါကြံ3ရက်ချက်ချင်း1835အဘူပါအခွေ18ကိုမိန်တင်ကနေဖြစ်ရွေးချယ်ပြီးခဲ့ပါတယ်အဲ့ဒီတည်းမှဒီဟာကိုပြောချင်ပါသေးတယ်ကျွန်တော်တို့တချို့ဒီ YouTube ပိတ်သက်ဘက်ကလာကျွန်တော်တို့ညီမငယ်တွေလာယူတယ်ကျွန်တော်တို့ဘယ်မှာသူကလာဟိုင်းလဲဆိုရင်ဘိုင်ဘာမှာလာဟိုင်းနေကျွန်တော်တို့ကမနေ့ပိုင်းကနေအလုပ်တွေသွားပြီဆိုတော့ကျွန်တော်တို့နော်မကြည့်ဖြစ်ဘူးအဲ့ကြတော့ကျွန်တော်ဆိုလိုတာက
လိုချင်တာရှိတယ်ဆိုရင်ဖုန်းနံပါတ်တွေခေါ်လိုက်ရင်အချိန်နေမကြဘူးလေဗျာတကယ်အလုပ်လုပ်မယ်ဆိုရင်နော်အဲ့ကြတော့ဒီမွေးလေးကွဲလိုချင်တဲ့အမျိုးတွေကခွန်ကိုခွန်လေးနေခွန်3ည85နဲ့ခွန်ကိုနှစ်9ခွန်9မှာငွေလွဲ access ပို့တာနဲ့ချက်ချင်းမူနဲ့ဆိုင်နဲ့တကွရပါပြီလို့ပြောရင်းနဲ့ကြံ3ရက်မှာဂျိုင်းနေတဲ့ရင်လောက်ပါဒါဒီကျွန်တော်တို့ပြောထားအောင်မယ်နော်နောက်ကြမှာဒါဒီတစ်ပတ်အတွင်းဖြစ်ပေါ်လာတော့မူဖြစ်တယ်ကျွန်တော်တို့ရဲ့အဓိက main ကဏ္ဍကတော့ဒီအပတ်မှာဖြစ်ပေါ်လာတဲ့မူတွေကိုပဲဒီမှာအဓိကထားထိုးတာဖြစ်တယ်နော်ဒါလေးတွေတော့မျိုးတွေနားလည်ရမှာဖြစ်ပါတယ်လို့ပြောရင်ဒီမူကတော့အခုအပတ်မှာချက်ချင်းဖြစ်ပေါ်လာတဲ့မွေးခွေဖြစ်ပါတယ်လို့ပြောရင်အားလုံးမင်္ဂလာပါနော် YouTube subscriber လေးနှိပ်ထားပေးပါခင်ဗျ